တကယ်ချင်းတော့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆော့လို့ကောင်းတဲ့တွေးတွေ offline car racing game လေးတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ video လေးကိုစလိုက်ရအောင်ပထမဆုံး game ကတော့ Rally Fury ဆိုတဲ့ game လေးဖြစ်ပါတယ်တွေးတွေ version ဖြစ်ပြီးတော့ file size ကလည်း 154MB ပဲရှိတာကြောင့်ဘယ်ဖုန်းနဲ့မဆိုအဆင်ပြေပြေနဲ့ဆော့လို့ရမှာဖြစ်ပါတယ်Android မှာရော iOS မှာရောအလွယ်တကူ download ဆွဲလို့ရပါတယ်။ game လေးကိုကြည့်ပြီးတော့ graphic လေးကိုတစ်ချက်လောက်ကြည့်လိုက်အောင်ဒုတိယ game ကတော့ Street Racing ဆိုတဲ့ game လေးဖြစ်ပါတယ်ဒီ game ကလည်း file size 94MB ပဲရှိတာကြောင့်စောင့်ကြည့်တဲ့ထဲမှာပါပါတယ် game ရဲ့ graphic ကလည်း 3D version ပဲဖြစ်တဲ့အတွက်ကြောင့်ဆော့လို့ကောင်းပါတယ်ပထမ game တော့ graphic ပိုင်းမတည်တတ်ပေမဲ့2 file size နဲ့တူတော့ဆော့လို့ကောင်းပါတယ် game လေးကိုကြည့်ပြီးတော့တစ်ချက်လောက်ဆုံးဖြတ်ကြတာပေါ့ဆိုတော့ဒီနေ့အတွက်ဗီဒီယိုလေးရောဒီလောက်ပါပဲနောက်လာမယ့်ဗီဒီယိုတွေကိုလည်းအားပေးကြပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်နီကိုပါနောက်မှတွေ့ကြပါပေါ့